ဒါတော့ထမ်းတက်ဖို့အတွက်ထမ်းသမားရဲ့ပေးရနေပြီးတော့သူ့ရဲ့မိသားစုတွေပြင်ဆင်ပေးရတာတွေပေါ့နော်အဲ့တော့ဒီထရီအိုးအဟောင်းကိုယူပြီးလို့ရှိရင်ဒီထဲကနေပြီးတော့ဒီရေယူပြီးလို့ရှိရင်အိုးကိုရေချင်းရပါတယ်ပေါ့နော်အိုးရေချင်းပြီးလို့ရှိရင်ဒီအိုးကိုတန့်ရှင်းအောင်လို့တကမီးနဲ့ပြန်ပြီးတော့မီးတိုက်ပေးရပါတယ်အိုးရေချင်းမီးတိုက်ပြီးလို့ရှိရင်ဒါပြန်ပြီးတော့အိုးတခြားအဆင့်တွေထောက်လုပ်ပေးရတာပေါ့နော်အဲ့တော့ထမ်းသမားရဲ့စနီးမရဆိုလို့ရှိရင်လည်းဒီအနောက်ပိုင်းမှာလက်မလဲအောင်လုပ်ရတယ်ပေါ့နော်ဒါဆိုရင်ထမ်းပြင်တဲ့ဟာပေါ့နော်ဒါကထမ်းအဖို့ကိုပြင်တဲ့ဥစ္စာတဲ့ချက်ဖို့ရှိရထမ်းမရှိရပြင်တဲ့ဟာဆိုလို့ရှိရင်လည်းတယောက်ထဲမနိုင်လူငါခေါ်ရတယ်လူငါကလည်းရှားတော့တော်တော်ခေါ်ရတယ်ပေါ့နော်ဒီဟာကြီးကိုဒီထမ်းပြင်တဲ့ဦးလေးလောက်ပြတာသူရပခုံးပေါ်မှာတင်ပြီးတော့ခါကျတော့အမှအဲ့ဒီထနိုးခိုင်ကိုအကြာကြီးဘယ်လိုမျိုးဖိပြီးတော့လောက်ရတယ်ပေါ့နော်သူတို့အပေါ်မှာဒါထမ်းဖို့ပြင်တဲ့ဟာနာရိုက်တယ်ပေါ့နော်နာရိုက်တယ်ခေါ်တယ်ပေါ့နော်ဒါတော့ဒီခုနကအိုးတွေကိုမီးမြိုက်ထားတဲ့အိုးတွေကိုကျိုးတက်တယ်ပေါ့နော်ကျိုးတက်ပြီးလို့ရှိရင်နောက်ထပ်သူဒီထဲမှာထုံးရည်ကြီးတွေထည့်မယ်ပြီးလို့ရှိရင်တဲ့ရခောက်တွေထည့်မယ်ပေါ့နော်ဒါတော့ဒါကျိုးတွေကိုဒါသူ့ရဲ့ထမ်းသမားရဲ့စနီးမရနေပြီးတော့နောက်ကပြင်ဆင်ပေးရတာပေါ့နော်ဒါကတော့သူတို့ပြောတဲ့တဲရခောက်ဆိုတဲ့ဒီတစ်ပင်တစ်မျိုးပေါ့နော်အဲ့ဒီတစ်ပင်ကိုခုတ်ပြီးတော့အဲ့ဒါလေးတွေကိုဒီအောက်မှာခံပေးရတယ်ပေါ့နော်ဒီထရီကောင်းလို့ပြောတယ်ဒါဆိုရင်သူတို့ကဇီတီကနေဝယ်ပြီးတော့အိမ်ရောက်မှခုတ်ပြီးတော့အဲ့လိုမျိုးအဲ့တဲရခောက်တွေထည့်ပေးရတယ်ပေါ့နော်ဒါတဲရခောက်တွေပေါ့နော်ပြီးတော့ဒီတော့ထရီကြီးဒီဟိုပါနော်ထုံးရည်ကြီးထည့်တာပေါ့နော်စိန်ထားတဲ့ထုံးရည်ကြီးလေးနည်းနည်းစီအိုးတိုင်းအောင်လိုက်ပြီးတော့ထည့်ပေးရပါတယ်မနေ့မှချတော့မှာဒီအခုလုံးနေရကြတဲ့အခါကျတော့အဲ့ဒီထမ်းမင်းရင်းတောင်ရင်းဆွဲအဲ့ဒီလှေကားထဲမှာရိုက်တဲ့ဒီလှေကားကိုတက်လို့ရိုက်တဲ့ဒီတက်ချောင်းလေးပေါ့နော်အဲ့တန်တီးလေးရအောင်သူကကျင်းစားအဲ့ချောင်းလေးခုတ်တယ်အကုန်ပေါ့နော်အကုန်ဒီလောက်တဲ့ခါကျဒီအမျိုးသမီးကအကုန်လောက်တဲ့တော့သူကတော်ရုံလူလည်းမငှားရဘူးဝယ်လည်းမဝယ်ရဘူးပေါ့နော်ဒါဆိုလို့ရှိရင်အဲ့ဒီအတွက်ဒီချောင်းလေးပေါ့နော်ဒါကတော့ရှော့လောက်နေပါတော့ရှော့ထက်ရှော့ထန်းရှော့ဆိုတာကအဲ့ဒီသူထန်းလက်ပေါ့နော်ထန်းလက်ကိုအဲ့ဒါကိုခုတ်ပြီးတော့ဒီထန်းရှော့ကိုဘာလုပ်ဖို့လဲဆိုတော့ဒီလှီကားမှာတုပ်ဖို့ကျိုးပေါ့နော်အဲ့ကျိုးလောက်တာကအဲ့ဒါတော့ရုံလူတော့ကြာကြာလေးလောက်ကြတာများတယ်ပေါ့နော်ဒါဒီအမျိုးသမီးကတော့သူကတော့နောက်ကနေပြီးတော့အကုန်ပတ်စုံရတယ်လို့ဆိုတော့ဒါထန်းရှော့လောက်ရတာပေါ့နော်ပြီးလို့ရှိရင်ဒီမနက်ဆိုလို့ရှိရင်လည်းမနက်အစောကြီးထပြီးတော့သူကထပ်ထဲမှာမနေကြတဲ့ခါကျတော့မနက်အစောကြီး3 နာရီလောက်ကလေးထချက်ပြုတ်ပြင်ဆင်ပြီးတော့လာရတယ်ပေါ့နော်အဲ့တော့တနေကုန်ကိုမနာမနေလောက်ရတယ်ပေါ့ပြီးလို့ထရေကောက်ရတယ်နောက်ကပြင်ဆင်ပေးရတယ်နေ့လည်နေခင်းကျမှပဲတရေတမောအိပ်ရတယ်ပေါ့နော်
အဲ့ဒီဒီအဖြူကိုယူတာပေါ့ဟောကျမဟိုအကျော်ကိုယူရအောင်မေးအဲ့လိုလုံးဖက်ဖက်ကလောက်ခါကျမှရတယ်ပေါ့နော်အဲ့တော့ဒီသူတို့ဖက်ကတော့ဒီရတဲ့အချိန်မှာရတဲ့ထညက်ကိုညနေဆိုရင်တွားပြီးတော့အနီနာလေးရဲ့အမတိုင်းမှာတွားသွင်းနေရတဲ့ပတ်စံနဲ့ဈေးဖို့ချက်ပြုတ်ចောင်းကလေးတွေចောင်းစည်းအတွက်သုံးနေပေါ့နော်ဒီနောက်ထမ်းရည်လှန်လှန်ထွက်တဲ့ခါကျတော့မှသူကအဲ့ဒါကိုတကားရည်ဖြစ်ကျူပြီးတော့လှောင်ထားပြီးတော့သူတို့ရဲ့ဘန်လိုမျိုးပတ်စံစုထားတယ်ပေါ့နော်အဲ့ဒါကိုသူတို့တစ်ခုခုအတွက်အိမ်ဆောက်ဖို့လိုတယ်ဒီတမမဟုတ်လို့ရှိရင်ចောင်းတွက်လိုတဲ့တစ်ခုကြမှာပြန်ပြီးတော့အဲ့တကားရည်ပြန်ပြီးကျူပြီးတော့လုပ်တယ်လို့သိရပါတယ်အားလုံးမဲ့ဆုံးဖြတ်ကြည့်ပြီးရတဲ့ကျေးဇူးပါဘိုင်ဘိုင်